ဒီနေ့ကတော့နိုင်ငံခြားရောက်နေရဲ့ကျွန်တော်ရဲ့အကူအတွက်ဟင်းလေးတွေပို့ပေးဖြစ်ပါတယ်သူကဘာတွေစားကျင်နေလဲဆိုတော့ဝတ်သားချောက်ဖို့လေးစားကျင်နေတဲ့ပြီးတော့ချမောင်ရဲ့ကြော်ရဲ့ပြီးတော့ပစွန်ကြောက်ကြော်ရဲ့စားကျင်နေဆိုလို့ချက်ပြီးတော့ပို့ပေးဖြစ်ပါတယ်ခင်ဗျအသားကြောက်တွေရဲ့ချမောင်ရဲ့ကြော်တွေရဲ့ပါတယ်ဆိုတော့ဟင်းတွေမချက်ခင်2ရက်လောက်တည်းကကြိုပြီးတော့ပြင်ဆင်ထားရပါတယ်ခင်ဗျချမောင်ရဲ့ကြော်ကလည်းအဝေးကိုပုံမှန်အပြင်ရက်ကြကြထားခဏအောင်6နှစ်အောင်ကျော်မှာဖြစ်တဲ့အတွက်ကျွန်တော်ကရေ3တလောက်စီးပြီးတော့နေလှမ်းထိုင်လိုက်ပါတယ်ခင်ဗျာပုံမှန်ဆိုရင်တန်းကြော်တဲ့အခါမှာဆိုရင်ပေါ့နော်ကျွန်တော်တို့ကစားရည်နဲ့အချွဲထုတ်ပြီးတော့တန်းကြော်လိုက်ပါတယ်ခင်ဗျအခုကတော့ကျွန်တော်ကလည်းတန်းမကြော်နိုင်တဲ့အပြင်ပို့ပြီးတော့6အောင်လို့ပေါ့နော်နေပဲလှမ်းထားလိုက်ပါတယ်ခင်ဗျအချွဲတော့မထုတ်လိုက်ဘူးပေါ့နော်အသားကိုလည်းစားစနင်းတကြားပဲငံပြားရဲ့အကျဲနေပြီးတော့လှမ်းထားလိုက်ပါတယ်အသားကကိုယ်တိုင်စားမှဖြစ်တဲ့အပြင်ရောင်နှမ်းလို့အယောင်နေအရင်လှစရာမလိုတဲ့အတွက်ပေါ့နော်ကျွန်တော်တို့ရမ်းစိမ့်တော့မထည့်လိုက်ဘူးခင်ဗျရမ်းစိမ့်ထည့်ရင်တော့ကြကြထားခံနေပြီးရင်အယောင်ပိုတက်ပါတယ်နော်အသားကတော့2နှစ်ပြင်းပြင်းမှာလှမ်းလိုက်တဲ့အတွက်တော်တော်လေးကိုခြောက်သွားပါတယ်ခင်ဗျချမောင်ရက်ကတော့တဏီခွဲလောက်တော့နှမ်းတဲ့အခါမှာဒီလိုအနေထားလေးဖြစ်လာပါတယ်နော်ပထမဦးဆုံးပဇွန်ကြောက်ကိုအရင်စပြီးကြုံမယ်ပေါ့နော်ပဇွန်ကြောက်မကြောခင်မှာပဇွန်ကြောက်ကိုရေသေးချာဆေးပြီးတော့ရေစိမ်ထားပါမယ်ခင်ဗျရေက3တက်လောက်ဆေးဖို့လိုပါလိမ့်မယ်ဘာဖြစ်လို့အခုနောက်ပိုင်းဆိုရင်သူတို့ကတာချီကန်ဆေးတွေအပြင်ရေမနာအောင်ပိုးသက်ဆေးတွေလိုမျိုးဖြန်းတယ်လို့ကြားတဲ့အတွက်ပေါ့နော်ကျွန်တော်တို့ရေတော့တေချာလေးပြောင်းအောင်ဆေးပြီးတော့စိမ်ထားရပါတယ်ခင်ဗျပြီးရင်ပဇွန်ကြောက်ကြော်အတွက်ကျွန်တော်တို့ကြက်သွန်ပြူကိုလီထားပါတယ်ပြီးရင်ကြက်သွန်နီကိုတော့လှီးပြီးတော့နေလှမ်းထားပါတယ်ခင်ဗျပဇွန်ကြောက်ကတော့ညက်နေအောင်ထောင်းထားပါမယ်အခုပဇွန်ကြောက်ကြော်ဖို့အတွက်ကတော့အရင်ဆုံးကြက်သွန်ပြူကိုအရင်ကြော်ပါမယ်ခင်ဗျကြက်သွန်ပြူကြော်တဲ့အခါမှာမှုေတဲ့နေရာမှာမှုေတဲ့လူကတော့ခံစားချက်ကိုသိတယ်ပေါ့နော်ခက်ပြင်းပြင်းတွဲအနေထားနေပြီးတော့တွက်လာပြီဆိုလို့ရှိရင်တော့မီးပိတ်လိုက်ရပြီဗျနှုံးမို့ဆိုရင်ထပ်ထားလို့ရှိရင်ကျွန်တော်တို့ကကြက်သွန်ပြူတွေကတူးသွားတတ်ပါတယ်နော်ဒါပြင်တော့ကျွန်တော်ကြက်သွန်ဒီကိုဆက်ကြော်ပါတယ်အခုကပဇွန်ကြောက်ကိုဆက်ပြီးတော့ကြော်ပါမယ်ခင်ဗျပဇွန်ကြောက်ကြော်ဖို့အတွက်ကြက်သွန်ပြူထောင်းထားတာလေးကိုအနှင်းငယ်ကြော်ပါမယ်အနံလေးမှုေးစီဖို့အတွက်ပေါ့နော်ပြီးရင်တော့ကျွန်တော်ငြုပ်သီးကြံကွဲမှုကိုထည့်ပါတယ်အဆက်စားရင်တော့ပို့ထည့်လို့ရပါတယ်ခင်ဗျဒါပြင်ကျွန်တော်တို့ပဇွန်ကြောက်ကိုထည့်ပါတယ်ထောင်းထားတာလေးကိုထည့်ပါတယ်ပြီးရင်ရတာအတွက်ငံပြာရည်ကိုထည့်ပါတယ်အငံစားခြင်းရင်တော့ငံပြာရည်ကိုပူထည့်လို့ရပါတယ်ခင်ဗျပဇွန်ကြောက်ကိုတော့ညိုလာတဲ့အထိမှုေးပေးရမှာပဲเนาะဒါပြီးရင်တော့ခြာထားလို့ရပါတယ်ခင်ဗျပဇွန်ကြောက်ကအေးလာပြီဆိုလို့ရှိရင်ခုနကြော်ထားတဲ့ကြက်သွန်ဖြူနီကြော်ရင်းနဲ့ရောပြီးမှုေးလိုက်ရပါတယ်ကြက်သွန်ဒီကတော့ကျွန်တော်တို့ကကိုယ်တိုင်စားမှဖြစ်တဲ့အတွက်ပေါ့เนาะ3ပဇွန်ကြောက်30သားမှာကြက်သွန်နီတပိတ်သားနီးပါပဲထည့်ထားပါတယ်တကယ်လို့ရောင်းနှမ်းဆိုရင်တော့ကျွန်တော်တို့ကပဇွန်ကြောက်30သားမှာဆိုရင်ကြက်သွန်နီက85ကျက်သားလောက်ထည့်ပါတယ်ခင်ဗျအခုကျွန်တော်ခုနပဇွန်ကြောက်ကြော်ထားတဲ့အိုးနဲ့ပဲချမောင်ရဲ့ကြော်ကိုဆက်ပြီးကြော်ပါမယ်စီထည့်မယ်စနင်းထည့်ပြီးတော့စီတက်မယ်ပေါ့နော်ပြီးရင်ကြက်သွန်နီလေးထားလေးထည့်မယ်ကြက်သွန်နီလေးထားလေးကနွမ်းလာပြီဆိုရင်တော့ကြက်သွန်ပြူနဲ့ပဇွန်ကြောက်ရောထောင်းထားတာလေးကိုထည့်ပါမယ်ခင်ဗျအဆက်အတွက်ကတော့ကျွန်တော်ကငြုပ်သီးခွဲချမ်းမဲ့သုံးထားလိုက်ပါတယ်ပဇွန်ကြောက်ကြော်လေးကနွမ်းလာပြီအနံလဲမှုေးလာပြီဆိုရင်ကျွန်တော်တို့ငပိစိမ့်စားရေဖြောထားတာလေးကိုထည့်လိုက်ပါတယ်ခင်ဗျဒါပြီးရင်တော့ငံပြာရည်အနည်းငယ်ထပ်ထည့်ပါတယ်ငပိငံပြာရည်အနံပြောက်ပြီဆိုရင်ချမောင်ရက်ကိုထည့်လိုက်ပါတယ်ချမောင်ရက်ကတော့6ပြီးသားဖြစ်တဲ့အတွက်အချိန်ကြာကြီးတော့ကြော်စရာမလိုတော့ဘူးခင်ဗျနောက်ဆုံးတစ်ခုကျန်တဲ့ဝတ်သားချောက်ကိုအခုဖုတ်ပါမယ်အသားချောက်တွေဒါမှမဟုတ်ငချောက်တွေဖုတ်တဲ့အခါမှာအတွင်းသားတွေပါမွမွာလေးနဲ့ကြက်စီဖို့အတွက်ပေါ့နော်ဖုတ်လိုက်ထူလိုက်နဲ့အနည်းဆုံး3ခါလောက်တော့ဖုတ်ပေးရပါတယ်ခင်ဗျဟင်းတွေအကုန်လုံးကကြက်ပြီဆိုတော့ကျွန်တော်အေးခံပြီးတော့ထုတ်လိုက်ပါပြီထုတ်တာကတော့လေအိတ်ပိတ်ဆက်လေးဝဲထားတော့အဆက်လေးနဲ့ပဲထုတ်ပိုးလိုက်ပါတယ်ခင်ဗျအသားကြောက်ကတော့ကျွန်တော်မှားပြီးတော့မထည့်ပေးလိုက်တော့ဘူးဗျ။ဘာဖြစ်လို့လဲဆိုတော့ပြန်နှွေးစားရင်အဆင်ပြေအောင်လို့ပေါ့နော်။မှားလိုက်လို့ရှိရင်ပြန်နှွေးတဲ့အခါမှာအဆင်မပြေမှာဆိုလို့ဒီတိုင်းပဲထည့်ပေးလိုက်ပါတယ်။ဒါကတော့ပဇွန်ကြောက်အချိုကြော်လေးထုတ်ထားတာပါခင်ဗျ။ဒါလေးကချမောင်ရဲ့ကြော်လေးပါနော်။အခုအကုန်လုံးလည်းထုတ်ပိုးပေးလိုက်ပါပြီခင်ဗျ။ခင်းချန်နီလေးတွေကိုစိတ်ဝင်စားရင်ကျွန်တော်ကောင်လေးကို follow ပေးပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။